Hello everyone. Cheryl Bright English Academy ရဲ့ grammar video class လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ Cheryl အရှိ video တွေမှာတောက်လျှောက် present tense လေးအကြောင်းကိုစတိုက်ပြောခဲ့ရယ်။စတိုက်ပြောခဲ့တဲ့အခါမှာ present tense တွေထဲမှာနောက်ဆုံးကျန်တဲ့တစ်ခုရှိရယ်။အဲ့တစ်ခုကိုဒီနေ့ရှင်းပြပေးသွားမယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ present perfect continuous. Present perfect continuous ဆိုတာက subject plus have or has plus being plus verb ing ပေါ့။နော်။အဲ့ဆိုရင် I ဆိုရင် I have, you ဆိုရင် you have, we ဆို we have, they ဆို they haveဒီမှာဆိုရင် he has she has it has အတူတူပဲပေါ့နော်အရှိဟာအတူတူပဲအဲ့တော့ကျွန်တော် present perfect continuous ကတတိထားမှာ present perfect continuous နဲ့ present perfect tense နဲ့ကစင်တယ်တော်တော်လေးစင်တယ်အဲ့တော့ဘယ်ဟာကိုဘယ်လိုနေရာမှာသုံးရမလဲဆိုတာကိုအဲ့လိုမျိုးနည်းနည်းဝေခွဲမရတာမျိုးဖြစ်တတ်တယ်ဒါပေမဲ့ကိုကဘယ်ဟာကို focus ဘယ်ဟာကဘယ်ဟာကို focus လုပ်လဲဆိုတာသိရင်ရပြီ present perfect continuous ကကြတော့ကျွန်တော်ကပိုပြီး focus လုပ်တာအချိန်ကာလတစ်ခု focus လုပ်တယ်နော်အချိန်ကာလတစ်ခုကြာမြင့်တဲ့အချိန်ကာလအဲ့ဒီတွေကဖြစ်တာအဲ့အချိန်ကာလကိုပို့ပြီးတော့ဦးစားပေးခြင်းနဲ့အချိန်ကာလကိုပို့ပြီးပြောခြင်းနဲ့ဆိုရင် present perfect continuous ကိုသုံးရပါတော့ကဲပြီးတော့တစ်ခုမှတ်ထားမှာ continuous ဆိုလို့ရှိရင်ကြတော့ verb ing လေနော် continuous ဆိုရင် verb ing ကိုသုံးတယ်အဲ့တော့ continuous ဆိုတာနဲ့ verb ing ဆိုတာကိုသိချာလေးမှတ်ထားရပြီမှာဆိုရင်အရင်ဟာလိုပဲလုံခဲ့တဲ့အချိန်တော့လောက်ခဲ့အခုဒီဆက်ပြီးတော့ဖြစ်နေတယ်ဒါပေမဲ့ဘာကိုပြောချင်တာလဲအချိန်တစ်ခုကိုပြောချင်တာနော်အဲ့ဆိုရင် I have been living in the United States since 2001ကျွန်မ United States မှာ2001ခုနှစ်ထဲကနေနေတာ since 2001ဆိုတဲ့အချိန်ကိုသူကပို့ပြီးတော့ focus လုပ်ထားတာပေါ့ဒီ present perfect continuous မှာလေအဲ့တော့ have been living နောက်ခု you have been waiting for 2 hours မင်းစောင့်နေရ2နာရီရှိပြီမင်းစောင့်နေရ2နာရီရှိပြီအဲ့တော့ဒီမှာလည်းအချိန်ပြောထားရဲဘယ်ဟာကိုပြောထားလဲ for 2 hours အချိန်ကိုပြောထားတာဖြစ်တဲ့အတွက်ဒီမှာ present perfect continuous ကိုသုံးထားရဲ have been waitingနောက်တစ်ခုSusu has been working at this company for 5 years Susu ကဒီ company မှာလုပ်နေတာ9နှစ်ရှိပြီလေ9နှစ်ရှိပြီဆိုတော့ကျွန်တော်အချိန်9နှစ်ဆိုတဲ့အချိန် for 5 years ကိုပို့ပြီးတော့ပြောချင်တာအဲ့တော့ charity မှာလည်း present perfect continuous ကိုသုံးထားရဲ has been working အဓိကဘာကိုသတိထားရမလဲဆိုတော့ဒီမှာက present perfect continuous မှာကကြာသူကြာအချိန်ပေါ့အဲ့တုန်းကလုပ်နေတာအချိန်ကိုပို့ပြီးတော့ဦးစားပေးတယ်လို့ဦးစားပေးပြောချင်တယ်ဆိုပြီးတော့သဘောထားလဲရတယ်ဒါပေမဲ့အတူတူပဲပေါ့နော် present perfect နဲ့ကတော့ J ရဲ့စာကြောင်းပုံစံကြလဲတူမဲ့ဒီအလဲကဒီဟိုဟာလေးပဲပေါ့နော်အဲ့ tense လေးသုံးတာလေးပဲမတူတာပေါ့အဲ့လိုလေးမှတ်ထားရင်တော့ရတယ်အဲ့တော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုဆိုရင်အဲ့ဒီ present perfect continuous တွေရဲ့အဲ့လိုအဆုံးတို့အစတို့ပါဒီ recently တို့ lately ဆိုတဲ့စလုံးလေးထည့်လို့ရ recently ရော lately ဆိုတဲ့အဓိပ္ပာယ်ကနှစ်ခုလုံးကမကြာသေးခင်ကဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော်။နောက်ဆိုရင် she has been feeling sick recently မကြာသေးခင်ကစပြီးအနေမကောင်းချက်လို့ခံစားရတယ်။မကြာသေးခင်ကဖြစ်တာအခုထိဖြစ်နေတယ်ပေါ့နော်။အခုထိဖြစ်နေရတော့ has been feeling present perfect continuous ကိုသုံးထားတယ်။နောက်တစ်ခုက I have been going to the gym latelyကျွန်တော်မကြသေးခင်ကစပြီးတော့ gym သွားနေမကြသေးခင်ကစပြီးသွားနေတာအခုလည်းသွားနေတယ်ဒါပေမဲ့သူကအဲ့လိုမျိုးဒီမကြသေးခင်ကဆိုတဲ့စလုံးကိုပို့ပြီးတော့ဦးစားပေးပြီးပြောထားတယ်ပေါ့နော် lately မကြသေးခင်ကအဲ့တော့ have been going နောက်တစ်ခု lately they have been taking online English lessons မကြသေးခင်ကစပြီးတော့သူ online English သင်တန်းကိုတက်နေကြရပေါ့နော်တက်နေကြရဲအဲ့တော့ကျွန်တော်ဒီမှာလည်း present perfect continuous have been taken ကိုသုံးထားတယ်။မှာဆိုရင် lately ကကျတော့ရှေ့ဆုံးမှာရေးတော့ကျွန်တော်အကြီးနဲ့ရေးထားတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့ဒီ present perfect continuous ကကြတော့အချိန်ကိုပို့ပြီးတော့ရည်ညွှန်းနေဆိုတာကိုသိထားရပြီpresent perfect နဲ့ present perfect continuous ကတူရဲတော်တော်တူရဲအဲ့ဒါဖြစ်တဲ့အတွက်နှစ်ခုလုံးကိုသိချာလေးမှတ်ထားရင်တော့ရတယ်ဘယ်ဟာဘယ် tense ကဘယ်ဟာကိုဦးစားပေးလဲဆိုတာကိုကိုယ့်ရဲ့ပြပြသိရင်ရတယ်နော် present perfect ကကြတော့အရင်ကပြောခဲ့တဲ့ပုံစံလေးမျိုးဦးစားပေးရဲ့ဒီ present perfect continuous ကကြအချိန်တစ်ခုကိုပြုတ်ပို့ပြီးတော့အာရုံစိုက်ထားရပါတော့မှာဆိုရင် I have been living in the United States since 2001မှာဆိုရင် I have been going to the gym recently မကြာသေးခင်ကအချိန်ကိုသွားခဲ့တယ်ပေါ့ကဲအဲ့ဆိုရင်ဒီမှာဆိုရင်လည်း since တို့ for recently တို့တောင်းတဲ့အရှိဟာဟိုဟာဆိုလဲ since တို့ for recently တို့တောင်းချက်ပြောသူပဲနှစ်ခုကဘာကွာလဲဆိုရင်တစ်ခုကဒီ present perfect continuous ကအချိန်ကိုဦးစားပေးတယ်အရှိက present perfect ကတော့သူ့ရဲ့ action တွေပြီးသွားတဲ့ action တွေအဲ့တွေကိုပို့ပြီးဦးစားပေးရပေါ့နော်ဒါဆိုလို့ရှိရင်တော့ present perfect continuous tense တောင်ကိုတတိချာလေးတည်သွားမယ်လို့မျှော်လင့်တယ်အဲ့တော့ထုံးစံအတိုင်းပဲဒီအတွက် example sentence လေးတွေကိုလုပ်ကြည့်မယ်အဲ့လိုမျိုးကိုက example sentence လေးကိုကိုယ်တိုင်လုပ်ကြည့်လို့ရှိရင်じゃပို့ပြီးမှတ်မိလွယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တော့အနည်းဆုံးဒီမှာလဲပုံစံတစ်မျိုးကိုတစ်ချောင်းနဲ့နှစ်ချောင်းကတော့じゃရေးထားပို့ရေးနိုင်တလားရေးထားပေါ့နော်ဒါဆိုလို့ရှိရင် present tense တွေကတော့အကုန်ပြီးသွားပြီနောက်ထပ် past tense
လေးနဲ့ကျတို့ပြန်လာခဲ့ပါမယ်အဲဆိုလို့ရှိရင်စာလေးတစ်ခြားလောက်ထားပါ bye bye ကြည့်အဲ့ဆေးဆိုင်မှာတွားကြည့်လိုက်ရ